ပရီးမီးယားလိအသင်းကြီးတွေရဲ့ထာဝရအကောင်းဆုံးကနဝင်တိုင်းစစ်မှုများပရိသတ်များလုံးပဲမင်္ဂလာများတနာအမတ်ကွန်ရှင်ကိုအေဂျင့်ကနေပြန်လည်ကြိုလိုက်ပါတယ်ပရီးမီးယားလိပြိုင်ပွဲတမိုင်းရဲ့ Prime Time ကဘယ်ကာလဖြစ်မလဲ2000ခုနှစ်ကနေ2010ခုနှစ်ကာလဝန်းကျင်လို့ထင်ပါတယ်အဲဒီကာလလုံးကမန်နိုင်တက်မှာ Ronaldo ရှိမယ်အာဆင်နယ်မှာဆိုရင် Henry Chelsea မှာဆိုရင် Drogba လီဗာပူးမှာဆိုရင် Torres တကယ်ကိုဒိဋ္ဌိကျဲတွေနဲ့ပျော်ပြမှုအပြည့်ပေးနိုင်ခဲ့တာပါအခုအာဆင်နယ်မှာဆိုရင်တိုင်းစစ်မှုကောင်ရှားပါသွားတာအတော်ကြာပါပြီ Henry အလုံးမှာဗမာစီကိုမျှော်လင့်ခဲ့သေးပေမဲ့ဆရာသမားကမန်နိုင်တက်စီပြောင်းသွားခဲ့ပါတယ်မန်နိုင်တက်ဆိုရင်လည်းထို့အတူပါပဲရိုနီထွက်သွားပြီးတဲ့ကွက်လက်ကိုမဖြည့်ဆည်းနိုင်သေးပါဘူး။ချဲစီဆိုရင်တော့ Drogba နေရာကိုအစားမထိုးနိုင်သေးပါဘူး။ဒီကိုကော်စတာလာရောက်ဖျော်ဖြေခဲ့သေးပေမဲ့အဲ့နောက်ပိုင်းတိုက်စစ်မှုကောင်းရှာမတွေ့သေးဘူးဖြစ်ပါတယ်။ဒီနေ့ဗီဒီယိုမှာတော့ Premier League ကြီး6ကြီးအသင်းတွေရဲ့ကနဝင်တိုက်စစ်မှုတွေကိုပြောပြပေးသွားမှာပါ။နံပါတ်1 Thierry Henry ဟာ Premier League ပြိုင်ပွဲသမိုင်းရဲ့အကောင်းဆုံးကစားသမားလို့ဆိုကြပါတယ်။ဒါကတော့လူတကိုအမြင်တစ်မျိုးဆိုတော့လက်ခံတဲ့သူရှိသလိုလက်မခံတဲ့သူလည်းရှိမှာပါ။ဒီကြတာကတော့ Henry ဟာ Arsenal တသင်းသမိုင်းရဲ့တစ်ချောင်းအကောင်းဆုံးတိုက်စစ်မှုပဲဖြစ်ပါတယ်။ခန္ဓာဆန်းပြတဲ့ဂန်နာတို့ရဲ့တိုက်စစ်မှုကြီးဟာအဝေးကန်ချက်အနီးကန်ချက်တွေနဲ့ Premier League ခေတ်အစောပိုင်းမှာပြည်သက်တွေကိုဖန်ဆားနိုင်ခဲ့တာပါ။ကနဒါတို့အတွက်စုစုပေါင်း184ဂိုးသွင်းယူပြီး Premier League Hall of Fame စာရင်းထဲမှာပါဝင်တဲ့ကနဝေတိုက်စစ်မှုဖြစ်ပါတယ်။ချန်ပီယံလိကလွဲလို့ကနဒါတို့ကိုစူပလာမျိုးစုံယူပေးခဲ့ပြီးရှုံးပွဲမရှိစံချိန်နဲ့ရှေ့ပလားကြီးကိုပါရခဲ့သေးတာဖြစ်ပါတယ်။ဒါပေမဲ့ခန်းနာတဲ့ကနဒါတို့ရဲ့တိုက်စစ်မှုကြီးဟာတယ်လီဖလားကိုအရယူလိုတာကြောင့်အဆိုပါအချိန်ကအလန်းစကားဖြစ်နေတဲ့ဘာစီလိုနာစီပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ယခုချိန်မှာတော့ဇာမဘွားကနေခေါင်းချအနားယူသွားခဲ့ပြီဖြစ်ပေမဲ့ရုပ်သံစီစဉ်တင်ဆက်သူအပြင်ဘောလုံးလောကနဲ့ပတ်သက်နေတော့ပဲဖြစ်ပါတယ်။နံပါတ်2 Rayoni ဂေဂျီလိုထိပ်သီးဖြစ်ခဲ့တဲ့ကာလတစ်လျှောက်မှာစိတ်ကြီးတဲ့ရိုနီဟာဟိတ်ကြီးဟန်ကြီးခဲ့တဲ့တိုက်စစ်မှုပါကစားမဘွားအကောင်းဆုံးအချိန်အကုန်လုံးကိုဂေဂျီလိုအတွက်ပေးဆက်ပေးခဲ့ပြီးစုစုပေါင်း183ဂိုးသွင်းပေးခဲ့တာဖြစ်ပါတယ်။သူဟာဂေဂျီလိုသမိုင်းမှာဂိုးသွင်းအများဆုံးတိုက်စစ်မှုဖြစ်ပြီးပရီးမီးယားလိချန်ပီယံ5ကြိမ်ချန်ပီယံလိဖလား2ကြိမ်ရယူနိုင်ခဲ့တာပါ။လက်ရှိချိန်မှာတော့ရိုနီဟာနီးပြလောကထဲဝင်နေပေမဲ့အထုပ်ခံနေရတာ3သိန်းရှိနေပြီဖြစ်ပါတယ်။နံပါတ်3 Luis Suarez ပရီးမီးယားလိခေဂျိုးဂျာတို့အတွက်ကတော့ Suarez ကတသက်မမေ့စရာတိုက်စစ်မှုဖြစ်ခဲ့ပါတယ်။ဂျိုးဂျာတို့ရဲ့ရိုးရာကိုဖျက်ပြီး Suarez နဲ့အတူပရီးမီးယားလိချန်ပီယံဖြစ်ဖို့နှီးစပ်ခဲ့ပေမဲ့ကနဝင်စတီဗင်ဒေါင်ချိုးကောင်းမှုအကြောင်းပြုပြီးတေလွဲလွေးနေခဲ့ရပါတယ်။ Suarez ဟာဂျိုးဂျာနီတို့အတွက်ခေတ္တသာကစားပေးခဲ့ပေမဲ့69ဂိုးသွင်းယူပေးနိုင်ခဲ့ပြီးဥရောပရွှေပနက်ဆုတွေပါရရှိခဲ့တာဖြစ်ပါတယ်။လက်ရှိမှာတော့ Suarez ဟာအင်တာမိုင်ယာမီမှာမန်စီနဲ့ရွှေလွှမ်းတဲနေပါတယ်။နံပါတ်4 Sergio Agueroကနဝင်နေရှားပါလာတဲ့မန်စီတီအတွက်အကွဲတို့ဟာအူးဖျက်ဖျားကနဝင်2ဖြစ်ခဲ့ပါတယ်။ဒါကြောင့်လည်းမန်စီတီကွင်းရှိမှာအကွဲတို့ရုပ်ထုကိုထုတ်ပြီးကွန်ပျူတာတာပါ။ဒါပေမဲ့ရုပ်ထုကတိုနီခရူးနဲ့သွားတူနေလို့ခရူးကတော့ကျွန်တော်ဘယ်တော့ကမန်စီတီအတွက်ကစားပေးမိတာလဲဆိုပြီးမျက်နှာပြောင်းထားပါတယ်။အကွဲတို့ဟာမန်စီတီတို့ပထမဆုံးချိန်အမှတ်ပေးချန်ပီယံဖြစ်ဖို့လှလှပပအနိုင်ဂိုးကိုသွင်းယူပေးခဲ့သူလည်းဖြစ်ပါတယ်။အကွဲတို့ဟာမန်စီတီအတွက်184ဂိုးသွင်းယူပေးခဲ့ပြီးပရီးမီးယားလိရဲ့ဟတ်ထရစ်အများဆုံးကစားမဖြစ်ပါတယ်။ပရီးမီးယားလိဖလား9ချိန်ရထားတဲ့အကွဲတို့ဟာနှလုံးကျန်းမာရေးကြောင့်အနားယူလိုက်ရပြီးအခုကမှတော့ Twitch ပေါ်မှာစထရီမာရောင်ဘာရောင်နဲ့ဖလားပြိုင်ပွဲတွေမှာလည်းဝေမကန်ရပေမဲ့ချန်ပီယံဆုတွေလိုက်မနေတာဖြစ်ပါတယ်။နံပါတ်5 Harry Kane ဖလားနဲ့စပါမအက်ဆက်ဆိုလို့ Harry Kane ကလည်းပရီးမီးယားလိနဲ့စပါကနဝင်ဖြစ်ပေမဲ့ကစားမဘွားမှာဖလားမရဘူးသေးပါဘူး။စပါအတွက်စုစုပေါင်း213ဂိုးသွင်းယူပေးခဲ့ပြီးယခုပေါ်ပြခဲ့တဲ့ကစားသမားတွေတဲ့သူကဂိုးသွင်းအများဆုံးတောင်ဖြစ်နေတာပါ။ဒါပေမဲ့မဂိုတက်တဲ့ကလေးငှက်ဆိုသလိုအသင်းမပြောင်းရင်တော့သတင်းကောင်းကြားမှာမဟုတ်တာကြောင့်ဘိုင်ယန်မြူနစ်စီဖလားယူဖို့ဆိုပြီးတော့ပြောင်းသွားခဲ့ပါတယ်။အခုတော့ Kane လည်းကစားမဘွားပထမဆုံးဆုဖလားကိုကင်မြောက်သွားနိုင်ခဲ့ပါပြီ။နံပါတ်6 Didier Drogba ချဲလ်ဆီအတွက်ဂျော်နမန်ကိုတိုက်စစ်မှုချိန်တာကိုထားရခဲ့သူကတော့ Drogba ကြီးပဲဖြစ်ပါတယ်။ချဲလ်ဆီဟာ Drogba လိုမှာ Torres, Morata, Higuain, Lukaku ခေတ်ဆက်တိုက်စစ်မှုတွေကိုအားပေးခဲ့ပေမဲ့အဆင်မပြေခဲ့ပါဘူး။ Drogba ဟာချဲလ်ဆီအတွက်ဂိုးပေါင်း104ဂိုးသွင်းယူပေးခဲ့ပြီးပရီးမီးယားလိချန်ပီယံ4ကြိမ်ချန်ပီယံလိ1ကြိမ်ရယူပေးခဲ့တာဖြစ်ပါတယ်။ဒီတိုက်စစ်မှုတွေကတော့ပရီးမီးယားလိကြီး6ကြီးအသင်းတွေရဲ့တမိုင်းတစ်လျှောက်အကောင်းဆုံးတိုက်စစ်မှုတွေဖြစ်ပါတယ်။ဟုတ်ကဲ့ပါခင်ဗျာဗီဒီယိုလေးကတော့ပါပဲနောက်နေ့မှာလည်းအားကစားနဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ page ကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကုန်းချုပ်လိုက်ရပါတယ်ခင်ဗျာ။